ဒီယိုတစ်ပုတ်ဖွင့်ပြမယ်နော်ကျွန်တော်တို့နိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတာဒီမှာကြည့်လိုက်ဒီကံပြီးတော့ဒီကရက်မှာအကြမ်းဖက်တဲ့လူတွေအကြမ်းဖက်တဲ့လက်နက်ရှိလို့ဒီနေရာလေးမှာစစ်စကားလည်းစုထားတယ်လို့မပြောနိုင်ဘူးနော်။ဟုတ်လားလက်ရှိနိုင်ငံရေးအကျဉ်းချင်းမှာမြန်မာဝန်းကျင်ကဘာဝါကြည့်ပါအနောက်နိုင်ငံအနောက်အုပ်စုတွေဖြစ်တဲ့ဒါကတော့ဗလီတစ်ခုရဲ့အရှိမတွားပြီးတော့ကြောနေတဲ့မမတာအဖွဲ့သူစိတ်ဓာတ်ဆိုတာအားလုံးသိမှာပါနော်ဒီဗလီထဲမှာတဲ့လက်နက်တွေစစ်သွားတဲ့လူတွေစုထားတာမရှိဘူးလားဆိုတော့အဲ့လိုမျိုးပေါက်ပန်း40ရှောက်ပြောလို့ရတာအတိတက်တွေတက်ကာရမရှိပဲနဲ့ဟမ်သူများဘာသာတစ်ခုကိုအဲ့လိုမျိုးပြောချင်တိုင်းပြောလို့ရတယ်ကျွန်တော်ဗုဒ္ဓဘာသာဝင်ပါဗုဒ္ဓဘာသာတော်မှမိယောဖလာနော်ကိုဘိုးဘွားစင်ဆက်ကိုးကွယ်လာတော့ဗုဒ္ဓဘာသာကိုလက်ခံပြီးကိုးကွယ်တဲ့အစ်စ်မဟုတ်ဘူးကျွန်တော်ဘာဖြစ်လို့လဲတစ်ချိန်ကကျွန်တော်လည်းမိယောဖလာဗုဒ္ဓဘာသာနဲ့ကိစ္စမိတော့ဘာမှမသိဘဲနဲ့သူများဥချကိုဥကုန်းချတဲ့အစ်စ်ဒါပေမဲ့နော်ကျွန်တော်နောက်တက်ကြီးလာတဲ့အပေါ်မှာဘယ်နဲ့ကပြောစာပေတွေဖတ်ပြီးတဲ့အပေါ်မှာနော်အထူးသဖြင့်မှတ်သားဖို့တာအန္တရာယ်များဆိုတဲ့စာအုပ်ကိုဖတ်ပြီးတဲ့အပေါ်မှာကျွန်တော်တို့ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့နော်တန်ဖိုးထပ်တတ်လာတယ်အထူးသဖြင့်ဆရာတော်တွေရဲ့ဟောကြားမှုတွေဥတုမင်္ဂလာလို့လိုမျိုးဒီနော်ဒီဝိပဿနာတရားတွေကိုအဓိကထားဟောတဲ့ဆရာတော်တွေတရားကိုနာပြီးတဲ့နောက်မှာဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ပိုလေ့လာဖြစ်တယ်လေ့လာတာလေပို့ပြီးတော့တန်ဖိုးရှိမှန်းတိလေပို့ပြီးတော့တန်ဖိုးထားလေဆိုတော့ကျွန်တော်တို့ကမိယောဖတ်လာအစ်စ်ကိုးကွယ်တာမဟုတ်ပါဘူးเนาะအဲ့တော့ကျွန်တော်လည်းဗုဒ္ဓဘာသာပဲအခုလက်ရှိဒီပလီရှိကိုတွားပြီးတော့ဒီပလီထဲမှာလူတွေစုထားလားမသိဘူးလက်နက်တွေစုထားလားမသိဘူးအကြမ်းဖက်ဖို့လုပ်လားမသိဘူးဆိုတော့သူများဘာသာရဲ့ဘာသာဝင်ရဲ့ဒါအခုကျွန်တော်တို့ဒါကျွန်တော်ဗုဒ္ဓဘာသာရဲ့ပြောမှဆိုတာဘုန်းကြီးကျောင်းပေါ့ကိုဘုန်းကြီးကျောင်းရှိလိုက်ဒီဘုန်းကြီးထဲမှာဒီဘုန်းကြီးကျောင်းထဲမှာလူတွေစုထားလားမသိဘူးလက်နက်တွေစုထားလားမသိဘူးဆိုပြီးတော့ကျွန်တော်တို့ဟုတ်မလားအခြားတိုင်းတစ်ပါးနိုင်ငံတွေမှာလုပ်မယ်ဆိုရင်ကျွန်တော်ခံနိုင်တာဘာမှပြဿနာလည်းမရှိဘူးဘာမှတက်တွေတက်ကာရလည်းမရှိဘဲနဲ့ဒီလိုမျိုးသူဘာသာရေးဆိုင်ရာအဆောက်အအုံတစ်ခုရှိလာပြီးတော့လူစုလူဝေးနဲ့ဒီလိုမျိုးလာလုပ်နေဆိုတာအတိတ်ပဲရှိတာဟမ်ဘလောက်အကြီးတန်းရုပ်ပြက်တယ်ဒီလာလုပ်တဲ့လူတွေကတာမန်ပုံကိုယ်တော့မဟုတ်ဘူးဘာအခြားဘာသာတစ်ခုရဲ့ဘာသာရေးခေါင်းဆောင်တွေပါလို့ခံယူထားတဲ့လူတွေကဲမြန်မာနိုင်ငံမှာ669လို့မဘာသာလို့မပေါ်ခင်ကလူမျိုးရေးပြိပခတ်တွေဘာသာရေးပြိပခတ်တွေနောက်ဦးဆုံးတန်ခါအချင်းချင်းဂိုင်းကွဲတဲ့ဂိုင်းကနကွဲဝါမှုတွေကြားမှုခဲ့တာဖြစ်ဖူးခဲ့ကကျွန်တော်တို့တက်မပြောနဲ့အဖိုးကျွန်တော်တို့အဖိုးဘွားတွေမေးကြည့်ပါအဖိုးတို့အဘွားတို့တက်မြန်မာနိုင်ငံမှာတန်ခါအချင်းချင်းဂိုင်းကွဲတာကြားဘူးကြလားဟမ်ဘာသာရေးလူမျိုးရေးအထင်ကြီးဖြစ်တာကြားဘူးကြလားလို့အခုဒီခင်ညွန့်ကနေမွေးထုတ်လိုက်တယ်ခင်ညွန့်ကထောင်လိုင်းအယောက်80ကိုတင်ငန်းပတ်ပြီးတနိုင်ငံလုံးဖျက်လွတ်လိုက်တယ်ဘုန်းကြီးတွေခါမှပြင်စတုံနဲ့စကားပြောဆက်နဲ့ချိန်ပြီးတော့တောနယ်တွေမှာကြောင်းတိုင်လုပ်ပြီးတရားဝင်လုပ်ပြတယ်အဲ့ဒီအချိန်ကစပြီးတော့အဲ့ဒီ669မဘာသာဆိုပြီးတော့ပေါ်လာပြီးတော့ဒီဘာသာရေးထီကုန်းတွေလူမျိုးရေးထီကုန်းတွေဖြစ်တယ်နောက်ဆုံးကိုဗုဒ္ဓဘာသာအချင်းအမှန်တော့ဂိုင်းကနာတွေပွဲကုန်တယ်အဲ့တော့